လေးစားပါတော့မိဘများနဲ့တကွာအကြောင်းသားများသူများဧည့်သည်တော်ပိဋကပေါင်းတို့ခင်ဗျာယခုဆက်လက်ပြီးတော့ grade 2 grade 3 mover နဲ့ starter အကြောင်းသားများမှကိုကြီးကျော်သချင်းဖြင့်ကပြဖြောပြမှာဖြစ်ပါတယ်ခင်ဗျာရှုစားအားပေးတော်မူကြပါဦးခင်ဗျာမ
ကဲ့ပါခုလိုမျိုး